မြတ်စွာဘုရားဟောကြားတော်မူခဲ့သောကိုးကွယ်ခြင်းအစစ်အမှန်ဆိုတာဘာကိုပြောတာလဲကျွန်တော်လူသားတွေကဟိုးလွန်ခဲ့တဲ့ကြောက်ခေတ်ကလေးကနေခြေတလုံးအိမ်တိုင်းဘဝနဲ့သွာလာနေကြရင်တောကောင်ကြီးတွေရဲ့အန္တရာယ်ကနေကောင်းကင်နိုင်ဖို့အတွက်အစုအသင်းအဖွဲ့နဲ့နေထိုင်လာခဲ့ကြပါတယ်ဒီလိုနဲ့ရွာငယ်တွေမြို့ပြနိုင်ငံတွေပေါ်ပေါက်လာခဲ့ပြီးတော့လူအဖွဲ့အစည်းတွေလည်းတိုးတက်ပြောင်းလဲလာခဲ့ပါတယ်လူသားတွေစတင်ပေါ်ပေါက်လာပြီးဆိုကြတဲ့ကနေလောကကြီးမှာကြောက်စရာတွေများစွာလည်းရှိသလိုရယူပိုင်ဆိုင်ခြင်းတဲ့အရာတွေလည်းအများကြီးရှိလာခဲ့ပါတယ်။ဒီရတက်ချင်းမီးကြီးလောင်ခြင်းလေမုန်တိုင်းကြခြင်းမြင်းငလင်းလှုပ်ခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေလည်းရှိသလိုပဲမွေဘေးတစ်ကြားစင်ရိုင်းဘေးခိုးသူဘေးမချစ်မနစ်သက်တော်သူဘေးစတဲ့တတလောကရဲ့ရန်ပြစ်မှုတွေအိုနာသေးဘေးတွေကြောင့်လူသားတွေရဲ့အတွင်းစိတ်ကကြောက်တက်လာပါတယ်။အေးချမ်းမှုချမ်းသာမှုကိုလိုချင်တတ်မှတ်လာခဲ့ကြပါတယ်ဒီလိုနဲ့ပဲကိုးကွယ်ရာကိုရှာဖွေလာခဲ့ကြပြီးဒါတော့မြတ်ဗုဒ္ဓကဘလို့ဟောကြားတော်မူခဲ့တယ်လဲဆိုတော့ဘေးရန်အန္တရာယ်အမျိုးမျိုးကိုစိုးရွံ့ကြောက်လန့်နေကြကုန်သောသူတို့ဟာတောင်တို့ကို၎င်းတောတို့ကို၎င်းအာရန်တို့ကို၎င်းအဓိကရတစ်ပင်စသောကိုးကွယ်ရာတို့ကို၎င်းကိုးကွယ်ကြကုန်၏ဒီလိုအဓိပ္ပာယ်ရပါတယ်လူတွေဟာတောတွေတောင်တွေထဲမှာနေရင်းနဲ့တာရဲတွေရဲ့ရန်ကိုကြောက်ခဲ့တာကြောင့်တောဆောင်နဲ့တောင်ဆောင်တဲ့တို့ကိုကိုးကွယ်ခဲ့ကြပါတယ်။ပင်လေသမုဒ္ဒရာထဲမှာတကားတဲ့အလုပ်လုပ်တဲ့သူတွေကလည်းသမုဒ္ဒရာဆောင်တဲ့တွေကိုကိုးကွယ်ကြပါတယ်။လယ်သမားတွေကတော့မိုးနဲ့မင်းလေနဲ့မင်းကိုကိုးကွယ်ကြပြီးသားသမီးလူချင်းတဲ့အမျိုးသမီးတွေကတော့တစ်ပင်တွေမှာရှိတဲ့နတ်ကိုစိတ်ကူးနဲ့ပုံဖော်ပြီးထင်ရမြင်ရတွေကိုးကွယ်ကုန်ပါတယ်။ဒီလိုမျိုးလူသားတွေရဲ့ကဘာမှာကိုးကွယ်စရာတွေမျိုးပေါင်း1600နဲ့မနှဲပေါ်လာပြီးဘာသာရေးအယူအဆတွေအပြိုင်ဆိုင်တဲ့စစ်ပွဲတွေလည်းဖြစ်ခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူလာတဲ့အချိန်မှာတော့မြတ်ဗုဒ္ဓဟာလောကမှာကိုးကွယ်တဲ့အရာနဲ့မကိုးကွယ်တဲ့အရာတွေကိုခွဲခြားပြီးတော့မှဟောကြားတော်မူခဲ့ပါတယ်။မြတ်စွာဘုရားကလောကမှာယုံကြည်စည်းကပ်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကျဉ်သူသည်မြတ်စွာဘုရားကို၎င်းတရားတော်ကို၎င်းတန်ခါတော်ကို၎င်းကိုးကွယ်စည်းကပ်၏ထို့သူသည်ဆင်းရဲအမှန်ဒုက္ခသစ္စာဆင်းရဲခြင်းရဲ့အကြောင်းရင်းမှန်သမုဒယသစ္စာဆင်းရဲလွတ်မြောက်ရာအမှန်နိရောဓသစ္စာဆင်းရဲငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းအမှန်အင်္ဂါ၈ပါးရှိသောမဂ္ဂသစ္စာဟုသောအရိယာသစ္စာ၄ပါးတို့ကိုမက်ပညာနဲ့ကောင်းစွာမြင်နိုင်၏လို့ဟောကြားတော်မူခဲ့ပါတယ်။ဆိုလိုချင်တာကတော့တန်တရားဝိဆင်းရဲကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်ယရဏ၃ပါးကိုပဲယုံကြည်စည်းကပ်တဲ့ကြောင်းဟောခဲ့တာပါ။မြတ်စွာဘုရားကကိုးကွယ်ယုံကြည်မှုအမှားယွင်းနဲ့ပတ်သက်ပြီးတော့တောတောင်အာရန်အဓိကရတစ်ပင်စသောကိုးကွယ်ရာမှန်သမျှကိုကိုးကွယ်ခြင်းကဘေးကင်းသောကိုးကွယ်ခြင်းမဟုတ်မြတ်သောကိုးကွယ်ခြင်းမဟုတ်အေရာတွေကိုစည်းကပ်ခြင်းကြောင့်ဒုက္ခဆင်းရဲကနေမလွတ်နိုင်ဆိုပြီးဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်ပဲမကိုးကွယ်တဲ့အရာတွေကိုကိုးကွယ်မိမယ်ဆိုရင်တဏှာဝိဆင်းရဲမှာအဖန်ဖန်တလဲလဲကျင်လည်နေရအောင်ပါပါ။ယရဏ၃ပါးဖြစ်တဲ့ဖရာတရားတန်ခါကိုသာကိုးကွယ်ယုံကြည်မယ်ဆိုရင်တော့ဘေးမရှိသောကိုးကွယ်ခြင်းဖြစ်ပြီးမြတ်သောစည်းကပ်ခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခခတ်သိမ်းမှလွတ်မြောက်နိုင်တယ်လို့ဟောခဲ့ပါတယ်။ဒါကိုပါဠိအနေနဲ့ဘလို့ဟောကြားခဲ့လဲဆိုတော့ဧတံခောတရဏံခေမံဧတံတရဏမုဒ္ဓမံဧတံတရဏမဂ္ဂမတတ္ထာဒုက္ခပမုစ္ဆတိဆိုပြီးဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသာသနာရေးဝန်ကြီးဌာနကထုတ်ဝေတဲ့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုတဲ့စာအုပ်ထဲမှာလည်းအကျယ်တဝင့်ရှင်းပြထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့အခုလိုသဘာဝဘေးဆိုးကြီးတွေမကြာခဏကြုံတွေ့နေရတဲ့ကာလတွေမှာမှန်ကန်တဲ့ကိုးကွယ်မှုတွေကိုပဲပြုလုပ်ကြဖို့တိုက်တွန်းလိုက်ပါရစေ။ရေဒီယိုကြီးတို့အားလုံးလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးကက်ကြီး၃ပါးကနေကြော်လာနိုင်ကြပါစေ။ဒီထက်အပေါ်ကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။